မိကကျွမ်းကျင်ပြင်တက်လာတဲ့အများဖြစ်လာတဲ့အချင်းတစ်ခုပေါ့နော်နည်းနည်းသွားလဲများများပြင်နေများများသွားလဲများများပြင်နေဒီနေ့နှခမ်းညီလေးပဲစိုးလိုက်မယ်အဲ့လင်နာလေးပဲထည့်လိုက်မယ်ဆိုတာမျိုးမရှိတော့မလဲအောင်ဆုံးပြတ်တိုင်းလုံးဝ bare face သွားမှအဆင်ပြေတယ်ဒီခုံးမွေးပဲဆွဲမယ်ဆိုပြီးစလိုက်ပြီလို့ရှင်မရဘူးအဆုံးနေအဲ့လိုဖြစ်လာတဲ့အများဘာဖြစ်လဲဆိုတော့သွားကန်နီလည်းတအားလုံးရှုပ်တယ်ပြန်လို့ရှင်လည်းတအားဒီနေ့ကတော့အဲ့လိုရက်တွေကတရက်လို့ပြောလို့ရပါတယ်ဒီနေ့ကတွေ့ထူးထူးပါသွားလောက်တာလေနောက်မှာ coffee ဆိုင်အစ်စ်လေးရှိလို့ခဏသွားကြည့်တာထုံးစံတိုင်း full makeup ကြီးလိမ့်သွားပြီးတော့ပြန်ရောက်တော့ဖြစ်ရပြီအဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်ချွေးပေါမပိတ်ဖို့အရင်အရေးကြီးတယ်ပိတ်တာနဲ့ဝက်ချံထွက်ပါတယ်ကို makeup ခဏခဏလိမ့်တာကြောင့် skin care ကောင်းကောင်းလုပ်ပေးတဲ့အပြင် facial foam ကိုလည်းကိုယ်နဲ့အဆင်ပြေမဲ့ဟာတခုရွေးပြီးတော့သုံးသင့်တယ်ကောင်းကောင်းလေးပေါ့နော် concealer ကတော့မတ်တင်ဆောင်နယ်ဝယ်ရဲ့ tulip brand ကဒီ facial cleanser လေးအရင်အဆင်ပြေနေရပေါ့နော်မတ်တင်ဆောင်ရဲ့ product တော်တော်များအရင်သုံးလို့ကောင်းတယ်ဒါလေးဆိုလည်းဘာလို့ရွေးသုံးမြင်လဲဆိုတော့ mascara water တေချာသုံးခဲ့ရဆိုလို့ရှင်တော့မကျွေးကြံကြိုးကြမ်းနိုင်တယ်အဲ့ကြံနေတဲ့ဟာတွေကအစီကအစီဘူးဝက်ချံနေဖြစ်စေဒါကြတော့စိတ်ချရတယ်အဲ့ဒီအကျွင်းကြံတွေကိုလုံးဝအကုန်ပြောင်းစင်သွားပါတော့သူတို့ကပါနေတဲ့ ingredient လေးတွေလည်းအရင်မိုက်ပါတယ်ပြီးတော့အမြုပ်လေးရလည်းမွမွနုနုလေးထွက်တာပေါ့နော် niacinamide lactic acid တို့ glycolate တို့ AHA peptide တွေပါတယ်ပေါ့လိုအပ်တာလေးအကုန်ထည့်ပေးထားတယ်ဒါကြောင့် cell တွေလည်းဖိရှားပေးတဲ့ collagen ထွက်စီရတယ်လည်းဖြစ်တယ်ပေါ့နော်ပြီးတော့ moisture လည်းထိမ့်မိထားတာဆိုတော့တော်တော်စင်ပြဲတယ်ပါပါတယ် thank you ပါရှင် bye bye